အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပေးရနေပြီပြန်လဲကြိုးသွားရဗျကျွန်တော်ဒီနေ့တော့ဒီအပန်းမကြီးမဲ့ခန်းကြီးချွန်ဖြတ်သားခဲလေးကိုမလေးမဟာအောင်မြေကြောက်မြက်ရနာဝိုင်းကျွန်တော်ထိုင်နေကြအပွင့်ဝယ်တဲ့ခုံမှာပဲကျွန်တော်2သိန်းခွဲနဲ့ဝယ်ယူခြင်းဖြစ်ပါတယ်ဗျဒီကြောက်လေးကကျွန်တော်တို့ချွန်ကာလာအပုတ်ဖက်နေနေသွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့အနာရှင်းပြီးထွက်လာတဲ့အပွင့်ကလမ်းမလောက်အရွယ်ပဲ့ကြီးတစ်ပွင့်တော့ကောင်းကောင်းရနိုင်တယ်လို့ကျွန်တော်တို့ချရည်ရလဲအသစ်နှစ်ရှိပြီးကြောက်မျိုးကလည်းရင့်နေတော့ကျွန်တော်တို့ထွက်လာတဲ့အပွင့်ကတော့မင်္ဂလာဖြစ်မှာတေးကြပါတယ်ဒါတော့ကျွန်တော်ကြောက်လေးကိုဝယ်ပြီးကြီးနေမှာပဲကျွန်တော်တို့ဖြတ်တောက်ပြီးမှပွဲစားကိုကျွန်တော်နောက်ရက်မှာငွေချေတဲ့ခန်းလေးပေါ့ဗျာဝယ်ပြီးချင်းနေမှာပဲကျွန်တော်ကိုယ်တိုင်ပဲဖြတ်တောက်ပြီးတော့ဒါကတော့ကျွန်တော်တို့အပွင့်သွေးကိုပုံစင်နေပေါ့ဗျာကျွန်တော်ပြောလို့အရွယ်ရလဲရတယ်အနာလည်းရှင်းနေကြောက်မျိုးကလည်းရင့်နေဆိုတော့ကျွန်တော်တို့ဒီကြောက်မှာမင်္ဂလာမဖြစ်လဲမေမြင့်မို့နဲ့ကျွန်တော်လည်းညားမှာမဟုတ်တော့ပါဘူးဒါကတော့ကျွန်တော်ဖြတ်တောက်ပြီးသွားလို့ကျွန်တော်သွေးပြီးသွားတဲ့အနေထားလေးပေါ့ဗျာဘလို့ကြည်ဘယ်ဘက်ကကြည်မမနန်းလို့ကြောက်မျိုးဖြစ်နေမှာလားကျွန်တော်ဘာမှမပါတော့ဒီလောက်မို့မောက်ပြီးလှနေတာကျွန်တော်အထယ်ဆင်လိုက်ရင်တော့ကျွန်တော်ဥအပ်ပြီးဖုထွက်လာမှသိကြပါတယ်ကြည့်လိုက်တာနဲ့ကျွန်တော်တို့မျက်စိတွေကထွက်မဲ့ကြောက်မျိုးမဟုတ်ဘူးဆိုတာလည်းပြောရဲပါတယ်ဒါနဲ့ပဲကျွန်တော်တို့ဒီကြောက်နဲ့လိုက်မဲ့အပေါ်တင်ကျူးတစ်ပွင့်တင်ပြီးရတယ်ကျွန်တော်အထယ်တန်းဆင်ခိုင်းနေပေါ့ဗျာအထယ်ဆင်ပြီးရတယ်ပဲကြောက်လေးကကျွန်တော်ပြောလို့အနာလည်းရှင်းတယ်ပေရလည်းကြီးတယ်အထယ်ပေါ်ရောက်တော့ကျွန်တော်ပိုလှသွားပြီးကျွန်တော်ဥအပ်ပြီးဖုထွက်နေတာပါပဲဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးကိုဝိုင်းထဲမှာဈေးကွက်မကောင်းတာနဲ့ပဲကျွန်တော်16သိန်းနဲ့ပဲရောင်းပေးလိုက်ပါတယ်နောက်နေ့မှလည်းကျွန်တော်ဒီခန်းကြီးချွန်ဖြတ်သားခဲလေးကိုလည်းကျွန်တော်ဝိုင်းထဲကကျွန်တော်အပွင့်ဝယ်တဲ့ခုံမှာပဲကျွန်တော်3သိန်းခွဲနဲ့ဝယ်ယူခြင်းဖြစ်ပါတယ်ဗျကြောက်လေးကကျွန်တော်အပေါ်အဖုံးတော့မပါဘူးပေါ့ဗျာလက်ရှိမြင်နေရတဲ့ကျွန်တော်ဒီချွန်ကာလာလေးကိုခေါင်းမှာပေါ့ဒီမြင်နေရတဲ့ချွန်ကာလာလေးကကျွန်တော်အဖုံးဘက်ကလာတာလားအမဘက်ကလာတာလားလို့အကယ်၍ကျွန်တော်အမဘက်ကလာတာဆိုရင်တော့ကောင်းကောင်းမင်္ဂလာဖြစ်ပြီးကျွန်တော်အဖုံးဘက်ကလာတာဆိုရင်တော့ကျွန်တော်ပါရှုံးနိုင်ပါတယ်ကျွန်တော်ချွန်ကာလာငွေ့လေးနဲ့ကြောက်စီကြောက်သားကောင်းပြီးကျွန်တော်ထပ်နာလေးတစ်ခုပဲပါတဲ့အတွက်ကျွန်တော်အမဘက်ကလာတာဆိုရင်တော့ကျွန်တော်မင်္ဂလာကောင်းကောင်းဖြစ်မှာသိကြပါတယ်ဒါကတော့ကျွန်တော်ထုံးစံတိုင်းပဲရောင်းပေးတဲ့ပွဲစားကိုကျွန်တော် KB နဲ့ငွေချေပေးနေတဲ့အခန်းလေးပေါ့ဗျာဝယ်ပြီးချင်းနေမှာပဲကျွန်တော်ကြောက်လေးကိုချွန်ကာလာကအောက်ဘက်ကမြန်လာတာလားလို့ဝယ်ပြီးချင်းနေမှာပဲကျွန်တော်ကြောက်လေးကိုချွန်ကာလာကအောက်ဘက်ကမြန်လာတာလားလို့ကျွန်တော်မဖြတ်ဖဲနဲ့ပါလေးပုတ်ကြည့်တယ်ပေါ့ဗျာကာလာကကျွန်တော်အမဘက်ကမလာဘဲနဲ့ဆရာကြီးကညီမဘက်ကဆင်းလာမှတော့ကျွန်တော်ဆက်ဖြတ်ရင်ရှုံးတော့မှာပေါ့ဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးကိုအပွင့်ထုတ်လိုက်ရင်ရှုံးမှာမို့လို့ကျွန်တော်အမြဲတမ်းထုတဲ့နေရာမှာအရန်တော်လဲကျွန်တော်ဗပုထုရောင်းတဲ့ဆရာကြီးဝယ်ကျွန်တော်လက်ကီပါလေးနဲ့ကျွန်တော်2သိန်း2000နဲ့ပဲကျွန်တော်ပြန်ရောင်းပေးလိုက်ပါတယ်ဝယ်သွားပြီးအိမ်ရောက်မှထုမဲ့ဆရာကြီးလဲကျွန်တော်ဒီထက်မကလက်ကီတွေဖြစ်ပါစေအခုမြင်ရတဲ့ဒီမော်စီသာကြောက်လေးကိုလည်းကျွန်တော်ထိုင်နေကြအပွင့်ဝယ်တဲ့ခုံမှာပဲကျွန်တော်4သိန်းနဲ့ဝယ်ယူခြင်းဖြစ်ပါတယ်ဗျကြောက်လေးကကျွန်တော်တို့ကြောက်သားနှဲငယ်ကြက်ပြီးကျွန်တော်စမ်းပွေးလေးတွေပါနေတဲ့အတွက်ကျွန်တော်မဖြတ်ဖဲနဲ့အသားဆန်းတဲ့နေရာလေးလောက်ပဲကျွန်တော်အနှဲငယ်လောက်ပုတ်ပြီးပြန်ရောက်မှာပဲဖြစ်ပါတယ်ဗျဒါနဲ့ပဲကျွန်တော်ကိုရမဲဒီကြောက်လေးကိုဖြတ်ဘိန်းပါလေးနဲ့ပုတ်ကြည့်တယ်ပေါ့ဗျာမစိုးဘူးဗျကြောက်လေးကဓာမီနဲ့ထိုးကြည့်လိုက်တာနဲ့ကြောက်လေးကအသက်ခံပြူပြီးရှင်းနေတာပဲဒါနဲ့ပဲဒီကြောက်လေးကကျွန်တော်နောက်နေ့ဈေးကွက်ထဲရောက်တော့ကျွန်တော်ဖူးမခိုင်လိုင်းလွန်းတဲ့လောက်ကိုမကြလိုက်ပါဘူးပွဲစားလောပန်းရေးတဲ့ကြောက်လေးက10ရောက်ကြက်ကြီးပိုင်းပေးရဲတဲ့ဘယ်လောက်ပေးရလဲလို့မေးလိုက်တော့9သိန်းတဲ့မရဘူးညီလေးလို့စီကိုင်နဲ့လက်ကစီးပေးတယ်ဆိုတာအကိုလက်ခံပါတယ်လို့ဒါပေမဲ့ CO တော့လာမနိုင်နဲ့လို့4သိန်းနဲ့ဝယ်ထားလို့9သိန်းရလို့ဒီကြောက်မြက်နေတယ်ဆိုမဲ့ဒါဒီကြောက်ရဲ့လက်ရှိဈေးကွက်မဟုတ်သေးဘူးလို့ပွဲစားပဲကွာလို့ပွဲတိုက်တဲ့ခါမှာတော့ပွဲညွန့်တော့ကြံရမှာပေါ့လို့ပွဲညွန့်မကြံရင်တော့မှတပတ်တစ်ခါလောက်ရွှေသိန်းတော့သွားပြီးပွဲထိုးတင်နေတာပဲလို့ဒါပေမဲ့ကိုယ့်လက်ထက်ပွဲတိုက်ဖို့ရောက်လာတဲ့ကြောက်တိုင်းကိုပွဲညွန့်ချမ်းမှာမဟုတ်ဘူးလို့ပွဲညွန့်ကြံအောင်တိုက်ရမှာလို့လက်ရှိကြောက်ဈေးကွက်မှာ10သိန်းလောက်တန်တဲ့ကြောက်ကိုကိုကပွဲတိုက်လို့10သိန်းထွက်တာကိုပိုင်ရှင်ကို8သိန်းချပြီး2သိန်းချမ်းမှာမဟုတ်ဘူးလို့10သိန်းလောက်တန်တဲ့ကြောက်ကိုဝယ်သူက12သိန်းဈေးပို့ပေးတော့ဒါ2သိန်းပွဲညွန့်ကြံတာပါပဲဒါကိုကျွန်တော်လူပါဝင်ခြင်းအရာမှာလဲကျွန်တော်တို့ဖြစ်တဲ့လို့ကျွန်တော်တို့စီမင်းစည်းကမ်းဥပဒေရမှာလဲစားခွင့်ရှိပြီးတော့ကျွန်တော်တို့ဘာသာရေးအရာကြည့်မယ်ဆိုရင်လည်းဒါဟာအပြစ်မရှိတဲ့အတွက်ဒါဟာကျွန်တော်တို့ပွဲစားတွေအတွက်တော့ကျွန်တော်တို့ဒါတန့်ရှင်းတဲ့ပတ်စံပါပဲဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးကိုလည်းကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်ပွဲစားကို10သိန်းအငိမ့်နဲ့ပဲကျွန်တော်ရောင်းပေးလိုက်ပါတယ်အခုမြင်နေရတဲ့ဒီတစ္ဆာလေးကိုလည်းကျွန်တော်ထိုင်နေကြပကံဝိုင်းလေးကအပွင့်ဝယ်တဲ့ခုံမှာပဲကျွန်တော်12သိန်းနဲ့ဝယ်ယူခြင်းဖြစ်ပါတယ်ဗျကြောက်လေးကအသက်ခံပြူပြီးတော့ကျွန်တော်ကြောက်စီကြောက်သားကောင်းတယ်လို့ကျွန်တော်အနာမပါပေမဲ့လည်းအလင်းမှာအညှိလေးပါနေတဲ့အတွက်ကျွန်တော်အပွင့်သွင်းမယ်ဆိုရင်တော့ဒီကြောက်လေးက2ပွင့်ခွဲသွေးရမှာဗျကျွန်တော်ဝယ်သေး12သိန်းနဲ့2ပွင့်ခွဲသွေးမယ်ဆိုရင်တော့ကျွန်တော်တို့မှန်းထားတာတော့အကြီးပွင့်က10သိန်းပေါ့ဗျာအသေးပွင့်က9သိန်းတော့ကျွန်တော်အောက်ခံရနိုင်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်ဒီတစ္ဆာလေးကိုဝယ်တဲ့နေ့ကကျွန်တော်ပွဲစားကို12သိန်းနဲ့ဈေးပေးပြီးတော့သူများကြည့်လို့မရအောင်ကျွန်တော်ကြောက်ကိုတိတ်စီးပေးနေတဲ့အခန်းလေးပေါ့ဗျာခဏနေရောက်တော့ကျွန်တော်ပွဲစားအကိုရေးတဲ့မင်္ဂလာဖြစ်တယ်တဲ့ပိုင်ရှင်ကရောင်းပေးမယ်တဲ့ဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးကို12သိန်းနဲ့ရလိုက်တယ်ပေါ့ဗျာရပြီးနောက်နေ့မှာပဲကျွန်တော်ကြောက်လေးကိုကျင်စစ်ပြရတယ်ကျွန်တော်ပွဲစားကိုတခါလဲငွေချေတယ်ပေါ့ဗျာပွဲစားကကျွန်တော်လက်ကီးဖြစ်ပါစီမြတ်ပါစီဘာညာပေါ့ဗျာဟုတ်မဟုတ်စိတ်ချမ်းသာအောင်ပြောသွားတာပါပဲဒါနဲ့ပဲကျွန်တော်ကြောက်လေးကိုတေချာကြည့်ပြီးတော့ကျွန်တော်အပွင့်မဖြတ်တော့ပဲနဲ့ဒီတိုင်းပဲကျွန်တော်ဗပူတိုင်းမှာပဲကျွန်တော်30နဲ့ပဲပြန်ရောင်းပေးလိုက်ပါတယ်30ထွက်အောင်မှန်ကန်ကန်နဲ့ကျွန်တော်ပွဲတိုက်ပေးတဲ့ပွဲစားကြီးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အခုဒီဗီဒီယိုမှာတင်ထားတဲ့ကျွန်တော်ကြောက်အားလုံးကိုလည်းကျွန်တော်အချိန်ကန့်သက်အတော်ကြာမှသာလျှင်ကျွန်တော်ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်